င်္ဂလာပါတန်တိုးနေလားမသိမင်္ဂလာပါဟုတ်ကောင်းဘူးအမထားမီးလားဟုတ် morning မှာဟုတ်ကဲ့မင်္ဂလာပါရှင်ဒီနေ့ပေါ့နော်ပြီးခဲ့တဲ့တစ်ပတ်ကတနင်္ဂနွေတရက်ပြတ်သွားပါတယ်ဒီတစ်ပတ်ပေါ့နော်ဒီတစ်ပတ်တော့မပြတ်မကွက်ကလေးပေါ့လေခဏလေးစောင့်ပေးပါဦးနော်ဟုတ်ကဲ့ပါဒီနေ့လေးပြီးခဲ့တဲ့တစ်ပတ်ကစိန်နေပြသွားတာပေါ့နော်အခုဒီနေ့တစ်ပတ်စိန် live ပြတဲ့နေ့ကဟိုရတနာလေးတွေပေါ့နော်ကြောင်းမြရတနာလေးတွေမေးကြတယ်အဲ့တော့ဒီနေ့ကြောင်းမြရတနာလေးတွေပြပေးပါမယ်ကြောက်ထဲလေးတွေပြပေးမယ်ပေါ့နော်ဒီနားကိုသိနေရညလုံးပါလေဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်ပြီးခဲ့တဲ့တစ်ပတ်ကပေါ့နော်စိန် live ကလေးပြသွားတယ်ဒီတစ်ပတ်မှာတော့ကြောင်းမြရနာလေးတွေပြပေးပါမယ်ကြောက်ထေလေးတွေပေါ့နော်ကြောက်ထေလေးတွေပြအများစုအဖြစ်နီလာဗဒမြတွန်းထွက်ပေါ့နော်တွန်းထွက်ကလေးတွေဆက်ပြပေးဖို့အစီအစဉ်ရှိပါတယ်ဒီနေ့တော့နည်းနည်းလေးတစ်ချက်လောက်တန်းကြီးခံပေးပါမျက်လုံးကပြီးခဲ့တဲ့2ရက်ကပေါ့နော်ဟိုminor operation လေးတစ်ခုလုပ်ထားလို့နည်းနည်းဒီမီးဆူးတာကိုနည်းနည်းမခံနိုင်ဖြစ်တော့လေအဲ့ဒါလေးတစ်ချက်ဘယ်ကစပြပေးရမလဲဘယ်ကစပြပေးရမလဲဆိုရင်ထုံးစံတိုင်းပေါ့နော်ဟိုလက်ဘင်းမှာဝတ်ထားတာလေးတွေလက်မှာဝတ်ထားတာလေးလက်မှာဝတ်ထားတာလေးတစ်ချက်လောက်ပြောပြပေးပါမယ်ဒီလက်ဘင်းမှာဝတ်ထားတဲ့ကြိုးလေးကနီလာကြိုးလေးပေါ့နော်နီလာကြိုးလေးပါနီလာနဲ့ blue topaz နဲ့နီလာနဲ့ blue topaz နဲ့ပါဒီသူကကြိုးအရှိလေးပေါ့နော်ဗမာဒီမှာအင်ကြီးကလေဘင်းကဒီလောက်ပဲချီတော့အရန်ရှိသွားလို့ရှိရင်ဒီမမြင်ရမှာဆိုလို့နောက်ကနည်းနည်းလေးတူထားတာပေါ့နော်အဲအကြောင်းမလို့ပါဒီကောင်လေးကကြိုးလေးက20လက်မဝန်းကျင်လောက်ရှိပါမယ်ရှင်20လက်မဝန်းကျင်လောက်ရှိပါမယ်20လက်မဝန်းကျင်လောက်ရှိမယ်သူကဈေးနှုန်းကဒါလေးကသူကဆွဲသီးနဲ့ဆွဲကြိုးနဲ့တွဲရက်ပုံလေးပေါ့နော်ဆွဲသီးဆွဲကြိုးတွဲရက်ပုံစံလေးပါဆွဲသီးနဲ့ဆွဲကြိုးတွဲရက်ပုံစံလေးပါသူကဒီကြိုးလေးဝယ်လိုက်လို့ရှိရင်လောကတ်တွေဘာမှဆက်ဝယ်စရာမလိုတော့ဘူးပေါ့နော်ဘာမှထောက်ဝယ်စရာမလိုတော့ဘူးဒီတကြိုးလေးနဲ့အားလုံးအပြီးနော်ဒါလေးကသူကဈေးနှုန်းကဒေါ်လာ2500ပါဒေါ်လာ2500ပါသူကဘာပါမလဲဆိုတော့နီလာပါမယ်နီလာလုံးကြောလေးတွေပေါ့နော်နီလာလုံးကြောလေးတွေနဲ့အလားဆင်ထားတယ်ပြီးတော့လို့ရှိရင် blue topaz ပါမယ်ဒီအလေက blue topaz ပါပြီးတော့လို့ရှိရင်ဆက်လင်းဝါပါမယ်ပြီးတော့စိန်ပါမယ်ပေါ့နော်ဒီကြိုးလေးကရွှေချိန်ကတစ်ချက်3ဘင်းနဲ့တစ်ချက်3ရွေးနဲ့တစ်ချမ်းပါတစ်ချက်3ရွေးနဲ့တစ်ချမ်းပါဒီနေ့က Mother Day ဆိုတော့ပေါ့နော်ဒီနေ့ Mother Day မဟုတ်ဘူးနက်ဖြန် Mother Day ပါအမေအတွက်ပေါ့နော်လက်ဆောင်နေဝယ်ခြင်းလည်းရပါတယ်နီလာလက်ဆိုဘယ်လောက်လဲအခုဟုတ်ပမာအခုဝတ်ထားတာလေးအခုတစ်ခုပြီးတစ်ခုပြောပြသွားမယ်နော်မဆုဝင်ဟုတ်ဒါလေးကဆဲကျိုးလေးကဒီနီလာကျိုးလေးကဒေါ်လာ2500ပါလက်မှာဝတ်ထားတာလေးတွေပေါ့နော်လက်မှာဝတ်ထားတာလေးတွေပါ
ကိုနဲ့တော်တဲ့ site ကတော်တော်လေးရှားတော့တော်တော်သေးရလေးတွေရှာဝတ်ထားရပါတယ်လက်မှာဝတ်ထားတာလေးကဒါကဒီဘက်ကဟာနားလေးနော်ကတ်ကလေးပြောင်းနေလို့ပါဒီလက်ကလေးဟာလေးပေါ့နော်လက်ကလေးဟာလေးဒါလေးကဒီကောင်လေးကသူက site က6ခွဲပေါ့နော် site 6ခွဲပါဈေးနှုန်းကသူက1250ပါဒါလေးကဈေးနှုန်း1250ပါသူကဒီနှလုံးတန်းလေးပေါ့နော်ဟိုဒီလိုမျိုး green လေးပေါ့မြင်အနေမှာမြင်ရလားဒီမီးရောင်ပါဒီဘက်နဲ့တိုးဖို့လို့မလားနော်ဒါလေးက1250ပါလက်ကလေးက green လေးက1250ပါပြီးတော့ဒီလက်ညှိုးက green လေးပေါ့နော်လက်ညှိုးက green လေးက1280ပါလက်ညှိုးက green လေးက1280ပါsize လေးတွေကတော့သူက6.5 ဝန်းကျင်လေးတွေပါဒီလက်ကလေးက green လေးကဆိုလို့ရှိရင်သူကနီလာကသူကပေါ့နော်တစ်လုံးကိုနီလာတစ်လုံး0.5 carat နီးပါးရှိပါတယ်တစ်လုံး0.5 carat ဆိုတာဒါပြောမယ်ဆိုလို့ရှိရင်ဒီတဘာဝတွန်းတွက်ထဲမှာဆိုလို့ရှိရင်ဒီ0.5 carat တစ်လုံး0.5 carat ဆိုမနှဲလာဘူးပေါ့နော်နီလာက2 piece ပါပါတယ်0.2 ပွင့်ပေါင်းကို 0.9 carat ပါ0.9 carat ပါ2ပွင့်ပေါင်းကို 0.9 carat ပါစိန်ကတော့သူက 0.54 carat ပါပါတယ်ဒီဘက်နဲ့မှားနေဒီဘက်sorry ပါဒီနီလာက 0.9 carat စိန်ကကြတော့ 0.66 carat ပါပါတယ် size က 6.5 ပါရွှေချိန်က4ဘဲနဲ့9ယူပါနော်ဒါလေးကဈေးနှုန်းက1250ပါဈေးနှုန်းက1250ပါဒါလေးကိုကြိုက်တယ်လက်တိုင်းလေးလည်းတော်တယ်ဆိုလို့ရှိရင်ပမက်ချက်ပေါက်ကလေးပြီးတော့ချက်ပေါက်မှာအခုသွားပျော်ပြီးတော့ပေါ့နော်ဝယ်လို့ရပါတယ်ဒါလေးက1250ပါပြီးတော့ဒါလေးပေါ့နော်သူကကြတော့နီလာတစ်လုံးနဲ့ကိုစိတ်နှစ်ပတ်ထားတာပေါ့နော်နီလာတစ်လုံးနဲ့ကိုစိတ်နှစ်ပတ်ရန်ထားတယ်သူကနီလာဒီအလဲ site ပေါ့နော်အလဲနီလာတစ် site နီလာတစ်လုံးနဲ့ကို 0.62 carat ရှိပါတယ်နော် 0.62 carat ပါအရောင်လေးကလည်းလုံးဝပြလွင်နေရပါပဲနော်သူကစိန်က 0.54 carat ပါပါတယ်ရွှေကတော့ 4.73 gram ပါဝင်ပါတယ်ဒါလေးကဈေးနှုန်းက1280ပါ size ကတော့တစ်ချက်တိုင်းပြင်မယ်နော် size ကတော့ဒီကောင်လေးကsize 7ပါဒီကောင်လေးက size 7ရှိပါတယ်ဒါလေးက size 7ပါအဲ့တော့ဒီလက်ညှိုးကလက်စွပ်လေးနဲ့ဒါလေးနဲ့က1280 1250ပါပြီးတော့ဒီဘက်မှာဝတ်ထားတာလေးပေါ့နော်သူကလေနီလာနဲ့ဗရမ ्या နဲ့ပဲပေါ့နော်နီလာနဲ့ဗရမ ्या နဲ့ဒီဘက်ကနီလာကွင်းလေးကတော့သူငွေရောင်လေးပေါ့နော်ဟို platinum ရောင်လေးဗရမ ्या ကွင်းလေးကတော့ရွှေရောင်လေးပါသူကပုံစံလေးလည်းအတူတူပါပဲเนาะပုံစံလေးကလည်းစင်တူပါပဲဒီ site ကလေးတွေကလေပြီးတော့ဒီ color ပေါ့เนาะဒီအရောင်လေးအခုပြပတ်မှန် live လွှင့်နေတဲ့ဟာလေးကလေအခု live လွှင့်နေတဲ့ဒီ live ကဘာ effect မှသုံးမထားပါဘူးเนาะဘာ effect မှသုံးမထားပါဘူးဒီမှာမီးတော့ထိုးထားတယ်နှမဆိုမမြင်ရမှာဆိုလို့ပေါ့เนาะဘာ effect မှမပါဘူးဒီတဘာဝ color အတိုင်းပဲမြင်ရမယ်ပေါ့เนาะတလုံးငကတ်30ဝန်းကျင်လောက်ဆိုစိတ်နေရလားမသိဘူးเนาะစိတ်နေရလားမသိဘူးတစ်ချက်ရှာကြည့်ပေးပါမယ်เนาะခဏဆောင်ပေးပါဟုတ်မင်္ဂလာပါဟုတ်ဒါလေးကအခုပမလက်ထဲမှာဝတ်ထားတာလေးကနော်ဒါရော650ပါဈေးနှုန်းက650ပါ
နှစ်ကွင်းလုံးပေါ့နော်ကြိုက်တာယူပါနီလာပဲယူဗရမ ्या ပဲယူဒါလေးတွေက650ပါမိုးကုတ်တဘာဝပါနော်ပမန်ခုဒီ live မှာပေါ့နော်ဒီ live မှာပဲဖြစ်စီပမတ်မှာရှိတဲ့ပစ္စည်းတွေမှန်သမျှကိုနော်ဟိုတဘာဝစစ်ချက်ပါထားပြီးသားပါပြီးတော့တဘာဝဖြစ်ကြောင်းမိုးကုတ်တဘာဝဖြစ်ကြောင်းပေါ့နော်ဟိုအမခံပြီးရောင်းပါတယ်ဒါတွေကဟိုပြင်ပမှာရှိရလေပြီးခဲ့တဲ့ရက်ကဆိုလို့ရှိရင်ပမန်ဟိုပါပေါ့ဘယ်လိုခေါ်မလဲဒီတခြားဆိုင် page တွေမှာ like ကြည့်ရင်းနဲ့ပေါ့နော် page တစ်ခုကဒါဈေးသက်တာနဲ့သူ့ဆီပစ္စည်းလေးတွေတအားလာနဲ့ဟဲ့အဲ့ဆိုလို့ရှိရင်ဘာဖြစ်လို့ဒီဈေးနဲ့မရတာတော့ဆိုပြီးတော့ supplier ကိုသွားပြီးရစ်တာပေါ့လေsupplier ကိုသွားပြီးရစ်တော့ဘာပြောလဲဆိုတော့ညီမလေးတခုခုတော့မှားနေပြီထင်တယ်နော်ဒီလောက်ပစ္စည်း size တွေက340နဲ့အခုခစ်ကြီးမှာပေါ့နော်အခုမြန်မာပြည်ငွေဈေးနှုန်းနဲ့ဘယ်လို့မှမရနိုင်ဘူးဆိုတော့အမရလို့ဒီမှာဒီလိုမျိုးသူတို့ကြော်ညာထားတာနေမှာပေါ့ဆိုတော့ပေကွာလည်းမရဘူးအဲ့ဒါနဲ့သွားမိတာပေါ့သွားမိတော့သူတို့ page မှာဘယ်လိုရေးထားလဲဆိုတော့ဒါဘေ page ကိုမှရှိပေးတာမဟုတ်ပါဘူးเนาะဟိုအားလုံးလည်းဒါဟိုအထင်မြင်လွဲမှာဆိုလို့ပါသူတို့ကြော်ညာတဲ့အခါမှာသူတို့ဈေးနှုန်းရေးထားတယ်ဘာလို့ရေးမထားဘူးဘာကြောက်ပါဘလို့စိန်ပါလို့ရေးမထားဘူးအဲ့ပမလည်းသွားမိလိုက်တဲ့အခါကျတော့သူတို့ဘာပြောရဲဆိုတော့စိန်လားဆိုတော့စိန်အစ်စ်လားလို့ပြီးတော့သူကနဲ့ US စိန်ပါတဲ့ဆိုတော့ US စိန်မှာဆိုတော့ US စိန်ဆိုတာလို့အဲ့ဆိုလို့ let certificate ထုတ်ပေးလားလို့ပဲမေးလိုက်တယ်မေးလိုက်တော့သူတို့ကဘာပြောလဲဆိုတော့အဲ့ကြတော့မှအမရေးတဲ့ US စိန်ဆိုတာတဲ့မိုဇန်နိုင်ကိုပြောတာပါတဲ့မိုဇန်နိုင်နဲ့လုပ်ထားတာပါတဲ့ဆိုတော့ဟိုမိုဇန်နိုင်ကိုလည်းစိန်လို့ပဲခေါ်ကြလားဆိုတော့စိန်လို့ပဲခေါ်ကြပါတယ်ဒါပေမဲ့ natural ပေါ့နော် natural မဟုတ်ဘူးတဘာဝမဟုတ်ဘူးလူလို့ကြောက်ဖြစ်တယ် US မှာလည်း love gun တွေတအားခက်စားပါတယ် love gun စိန်တွေပေါ့နော် love gun နဲ့မိုဇန်နိုင်နဲ့တော့မတူပါဘူး love gun ကကြတော့ तू ကစိန်ပဲဒါပေမဲ့ तू ကဓာတ်ခွဲခန်းထဲမှာလှုပ်ထားတဲ့စိန်နော်အဲ့လိုစိန်မျိုးကကြတော့ပြောရမယ်ဆို love gun လည်းဈေးမသေးဘူးပေါ့နော်ဈေးတော်တော်များပါတယ်ဟုတ်စစားကြီးစိန်တလုံးနှစ်ခက်လေး30လောက်ထဲကပြပေးပါဆိုတစ်ချက်ရှာပေးပါမယ်เนาะပပန်းဒီနေ့လေးကြောက်ထည်လေးတွေပြဖို့လုပ်ထားတာမို့လို့ပါတစ်ချက်ရှာပေးပါမယ်เนาะခဏဆောင်ပေးပါညီမလေးကိုရှာထားခိုင်းပေးပါမယ်အဲ့တော့ तू ကဟိုဘယ်လိုခေါ်မလဲဟို love gun ဆိုတာက US မှာလည်းအရင်အဝတ်များကြပါတယ်ဒါပေမဲ့ဟိုလူလုံးကြောက်ပေါ့နော်လူလုံးကြောက်ဓာတ်ခွဲခန်းထဲမှာလှုပ်ထားတာဒါပေမဲ့စိန်တိုင်းမလားဆိုတော့စိန်တိုင်းပဲဒါပေမဲ့ US မှာဘယ်လိုရောင်းကြလဲဆိုတော့ love gun ကို love gun လို့ပဲတရားဝင် certificate ထုတ်ပြီးရောင်းနေเนาะnatural ဆို natural ဆိုပြီးတော့တရားဝင် certificate ထုတ်ပြီးရောင်းနေအဲ့လိုပုံစံမျိုးနဲ့ရောင်းကြတာပါမြန်မာပြည်မှာကျတော့အဲ့တမန်အိနေကပြောတဲ့ဟာဆိုလို့ရှိရင်သူပစ္စည်းလေးဆိုတကယ်လည်းအရင်လှတယ်ဈေးလည်းအရင်တက်တာဒါပေမဲ့ကိုသွားမိလိုက်တဲ့အခါမှာသဘောပေါက်သွားတာသူမိုဇန်နိုင်နဲ့လှုပ်ထားတာပေါ့နော်မိုဇန်နိုင်နဲ့လှုပ်ထားဒါပေမဲ့ဟိုပေါ့ဖြစ်တင်တာကတော့ဒါကဘာပစ္စည်းပါ natural လားမိုဇန်နိုင်လား lab gun လားဒါမျိုးတိတိကျကျပြောပြတင်တာပေါ့နော်ဒါပေမဲ့ကိုကနားလေလို့ lab certificate ပေးလားလို့စိန်အစ်စ်လားလို့ natural လားလို့မေးတော့မှသူတို့ကအဲ့လိုမျိုးမဟုတ်ပါဘူးမိုဇန်နိုင်ပါဆိုပြီးပြန်ဖြေတာပေါ့နော်တာမန်ဆိုလို့ရှိရင်တော့ဒါစိန်လို့ပဲယူဆသွားကြမှာအဲ့ခါကျတော့တကယ် natural ပစ္စည်းတွေရောင်းတဲ့လူတွေအတွက်ကကြတော့ပေါ့နော်ကိုရီးယားဈေးကြီးနေတယ်လို့မျိုးသူတို့ဈေးရမ်းတက်တာနေကိုရီးမှာဈေးကြီးနေရဆိုတာမျိုးအဲ့လိုမျိုးထင်မြင်လွဲမှာဆိုလို့ပါပမှန်အခုဒီမှာပြပေးနေတဲ့ပစ္စည်းတွေကစိန်ဆိုလို့ရှိရင်လည်း natural diamond ဖြစ်ပါတယ်အများစုအားဖြင့် certificate ပါပါတယ်တချို့ပစ္စည်းလေးတွေဆိုရင် lab certificate မထုတ်မိတာလေးတွေရှိတယ်ဒါပေမဲ့အဲ့မထုတ်မိတာလေးတွေဆိုလို့ရှိရင်လည်းပမှန်ရောင်းလိုက်တဲ့ပစ္စည်းကဟိုကြိုက်တဲ့ US မှာပဲဖြစ်ဖြစ်ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်ပေါ့နော်ကြိုက်တဲ့နေရာမှာတွားပြီးတော့စစ်ဆေးလို့ရပါတယ်ကြိုက်တဲ့ lab မှာတွားပြီးစစ်ဆေးခွင့်ပေးပါတယ်တကယ်တဘာဝအစစ်မှန်ဖြစ်ကြောင်းပေါ့နော်ဖြစ်ရပါမယ်တဘာဝအစစ်မှန်ဖြစ်စေရပါမယ်အဲ့လိုမျိုးမဟုတ်ဘူးဆိုလို့ရှိရင်ပြန်တာဝန်ယူပေးပါမယ်ရှင်အဲ့ဒါလေးလမ်းကြုံလို့ပြပြတာပါနော်အခုဒါလေးကဒီမှာဝတ်ထားတာလေးနော်နီလာနဲ့ပထမများနဲ့ဒါလေးကနှစ်ကွင်းစလုံးကို650ပါတကွင်းကို650ပါရှင်ဒီဘက်ကကျတော့တကွင်းကို1250 1280ဒါလေးက1280ဒါလေးက1250ပါလေဘင်းကဟာလေးကတော့နီလာလုံးချိုးလေးတွေနဲ့ပေါ့နော်နီလာလုံးချိုးလေးတွေနဲ့လုပ်ထားတဲ့ကြိုးလေးပါကြိုးဆွဲတီရောတွဲရက်ဒါလေးက2500ပါအခုတော့စုံအောင်ပြလိုက်အောင်မယ်နော်လက်မှာဝတ်ထားတာလေးဒါကနီလာပါနီလာလက်ကောက်နော်နီလာလက်ကောက်လေးပါလက်ကောက်ကိုသူကနီလာတပတ်လေမြောက်ကွက်ကလေးနဲ့နော်နီလာတပတ်လေပါအပြည့်နီလာတပတ်လေအပြည့်ပေါ့နော်ဒါလေးကဈေးနှုန်းကဒီကောင်ကလေသူကလေဒီလိုမျိုးဂျီကိုလည်းတစ်ချက်ကြည့်လိုက်ပေါ့နော်ရွှေရလေဒီလိုထူထူလေးနော်ရွှေရလေဒီလိုထူထူ4000လေးနော်
ရွှေရလေဒီလိုမျိုးဟိုဘယ်လိုကတ်နေတာမျိုးမဟုတ်ဘူးကွယ်ဒီလားဒီလိုမျိုးကြွကြွထူထူလေးပါကြွကြွထူထူလေးဒီလိုမျိုးလေးเนาะဒီမှာလဲ तू ကအရှိကလေးတွေပါကနုတ်ကလေးတွေထွင်းထားတယ်ကနုတ်ကလေးတွေထွင်းထားပါတယ်เนาะဒါလေးကဈေးနှုန်းက2800ပါ2800ပါရွှေချိန်ကတစ်ချက်9ပဲ6ယူကြော်သေးတယ်เนาะနီလာက12.21ကာရက်ပါဝင်ပါတယ်နီလာက12.21ကာရက်ပါဝင်ပါတယ်တော်တော်လေးလှရယ်เนาะဒါလေးကလေဈေးနှုန်းကတော့2800ပါမတို့ကိုလေကြည့်ကျင်တာလေးရှိရင်လည်းတစ်ချက်ပြောပြလို့ရပါတယ်ဒီနေ့ကြောက်ထည်လေးတွေပါစိန်တလုံးကလေမရှိဘူးเนาะဟုတ်တယ်เนาะအဲ့တလုံးငကကကုန်ပြီเนาะဟိုကလေခုနကလေးမှာစိန်တလုံးငကမီးနေမှာပေါ့เนาะညီမနောက်ပိုင်းလေးတွေမှာစိန်တလုံးငကလေးတွေမှာထားပေးပါမယ်ဒီနေ့တော့ညီမပြစရာမရှိသေးဘူးပေါ့เนาะစိန်တလုံးငကမရှိသေးပါဘူးလို့အကြောင်းပြန်တာပါဒီလက်ကောက်ကလေးက2800ပါနော်လက်ကောက်လေးက2800ပါပြီးတော့ဒါလေးကဘယ်လောက်ပါလဲဒါလေးကကာလာလေးကိုကြည့်ပါနော်အရန်လှပါတယ်သူကလေဟိုပန်းပွင့်ပုံခေါင်းချင်းဒီလိုမျိုးဆိုင်လေးပေါ့နော်ဒါကလက်တိုင်းလည်းမလိုဘူးเนาะလက်တိုင်းကြီးတာသေးတာတော်မတော်ဒါမျိုးလေးတွေမလိုဘူးပေါ့နော်ဒါလေးကပေါ့ပေါ့ဝတ်ချင်သူတွေအတွက်ပေါ့နော်ဈေးနှုန်းလေးကလည်းဒါလေးကမဆိုးဘူးတက်တာတယ်1100ပါဒါလေးက1100ပါသူကဗရမ ्या လေးနဲ့လည်းရမယ်เนาะဒီဈေးပတ်လေးပါပဲနည်းနည်းလေးဗရမ ्या တော့နည်းနည်းလေးပိုဈေးများမယ်ရှင်နော်ဒါလေးက1100ပါ let certificate ပါဝင်ပြီးသားပါနီလာအရောင်လေးကိုလည်းကြည့်ပေါ့နော်တော်တော်လေးလှပါတယ်ဒါလေးက1100ပါဝတ်လိုက်ဒီလိုမျိုးလေးပြန်ဝတ်တာပေါ့နော်ဒီလိုမျိုးလေးဝတ်ရတာပါဒါလေးက1100 let certificate ပါဝင်ပြီးသားပါအဲ့ဆိုလို့ရှိရင်လေတခြားလေကြည့်ချင်တာလေးများရှိလို့ရှိရင်မေးလို့ရပါတယ်ဒီနေ့တော့သူကလေ eye makeup on မထားတော့ဘူးဒီမျိုးလုံးဟိုဘူးဒီစိတ်ထားတယ်လို့မျိုးမျိုးလုံးဝဖြစ်နေကဲအမတို့တခြားပေါ့နော်ဘာများဒီခုံကလည်းထိုင်ရတာချစ်စင်တာလေးဦးနကလေးဟိုဟာစိန်ကတလုံးနဲ့တော့မရှိဘူးမှာတခြားအဲ့လိုမျိုးစိန်ငကက်လေးတွေဆိုရင်တော့အများကြီးရှိပါတယ်စိန်ငကက်လေးတွေတော့အများကြီးရှိပါတယ်လက်စွပ်လေးတွေကကြည့်မလားငကက်လေးတွေကကြည့်မလားဆွဲသီးလေးတွေကကြည့်မလားပေါ့နော်ဟုတ်မရင်မင်္ဂလာပါ morning ပါဒီဘက်ကလက်စွပ်နော်ဟုတ်မင်္ဂလာပါဒီနေ့ပေါ့နော်အဲ့ဆိုဆွဲသီးလေးတွေပြပေးပါမယ်ဒီငကက်လေးပြပါအောင်အော်ဆွဲသည်ဟုတ်ငကက်ထဲကပြပါဟုတ်မခင်လေးပြပေးမယ်နော်ငကက်လေးတွေပြဖို့ပြင်ဆင်ထားပါတယ်ဆွဲတီးရလေးမှဟိုဟာလေးဘယ်လိုမျိုးလေးတွေကကြည့်ခြင်းလဲမှာဘာကြောက်လေးနဲ့ကြည့်ခြင်းလဲဥမာနီလာလားဗရမ ्या လားတွင်းဟိုဟာမိုးကုတ်တဘာဝလားအဲ့လိုမျိုးလေးတွေတစ်ချက်ပြောပြရင်လည်းပို့အဆင်ပြေတယ်နော်ငကက်လေးတွေကဆိုလို့ရှိရင်ညတော်တော်မေးကြပါတယ်နော်ပပတ်စီမှာဟိုညတယ်လေးတွေပေါ့နော်ညတယ်လေးတွေတော်တော်မေးကြတယ် ruby လည်းပြပေးမယ်ရှင်ဒီနေ့ ruby ပြကြရလည်းရှိပါတယ်အခုဒါလေးကလေပမတ်စီမှာကိုလံဘီယာမြထဲမှာပေါ့နော်နဂတ်ထဲမှာဒီတစ်ခုပဲရှိတယ်ပေါ့နော်ဇမ်ဘီယာမြတွေကတော့ရှိတယ်ဇမ်ဘီယာမြတွေကတော့ရှိတယ်ဒါလေးကတော့ညီမလေးဟောလေးမီးလေးကိုနည်းနည်းလေးတင်နေပြီပါလားရဟဲ့ဝါဝါဆွဲကျိုးက2500ပါဒီကျိုးက2500အခုပမန်အခုပြနေအခုအမားတို့မေးသွားတာလေးဒီပမန်တစ်ခုပြီးတစ်ခုပြသွားပေးမယ်နော်အခုဒါလေးခုပမန်ပြနေတဲ့ငကက်ကလေးကသူကစိန်နဲ့ကိုလံဘီယာမြနေပေါ့နော်မြကလေးပမတ်စီမှာလည်းရှားပါတယ်ပြီးတော့လို့ရှိရင်
ဇမ်ဘီယာတွေကလေဇမ်ဘီယာတွေကတော်သေးတယ်ဆွဲထားတဲ့ဆွဲသီးနဲ့ဂျိုးကအရှင်လားတဲ့အရှင်မဟုတ်ဘူးမသူကတွေးရက်ပါရှင်ဒါလေးကလေသူကကိုလံဘီယာမြနော်မကိုလံဘီယာမြကလေအခုအချိန်မှာတက်ကလပ်ကိုဈေးမနေဘူးပေါ့နော်အခုလိုမျိုးအယောင်ကြီး site ကလေးနော်ဒါ green soda စိမ်းခေါ်မှာပေါ့နော်မြရဲ့အစိမ်းရလေးကြည်လင်ပြီးတော့စိမ်းတဲ့အစိမ်းမျိုးပါဒါလေးကဈေးလေးကလည်းသူက1000မကျော်ဘူးဒီလားဒါလေးကဈေးလေးကလည်း1000မကျော်ဘူးရွှေချိန်က3ပဲ5ရွေးနဲ့3စိတ်ပါကိုလံဘီယာမြကတက်ကလတ်နီးပါပဲပေါ့နော် 0.93 carat ပါတစ်ဖက်ကို0.5နီးပါရှိပါတယ်နော်စိတ်က 0.52 carat နော်စိတ်က 0.52 carat oh sorry 1000မကျော်ဘူးလေငါပြောချပလိုက်တယ်ဈေးနှုန်းက1100ပါ sorry ပါဈေးနှုန်းက1100ပါမျက်လုံးကလေနည်းနည်းကြည့်ရတာအားမရဖြစ်နေတော့နည်းနည်းလေး sorry ပါနော်ဒါလေးကဈေးနှုန်းက1100ပါမီယိုနော်ဒါလေးကကိုလံဘီယာမြနော်ကိုလံဘီယာမြနှက်ကက်ကလေးပါဒါလေးကဈေးနှုန်းက1100ပါရွှေချိန်က3ပဲ5ရွေး30နော်ကိုလံဘီယာမြက 0.93 carat စိန်က 0.52 carat ပါစိန်အပွင့်ရင်54ပွင့်ပါပါတယ်ဒေါ်လာ1100ပါနော်ဒါလေးကြိုက်တယ်ဆိုလို့ရှိရင် screenshot လေးရိုက်ပြီးတော့ချက်ပေါက်ကလေးပြီးတော့မှာပေးလို့ရပါတယ်နော်22ခုကခဏလေးပါဟုတ်ပါတယ်ဒါပါခုအဲ့မှာ ruby နဲ့ဟိုဟာနဲ့မတူဘူးเนาะဟုတ်ငကလေးကြိုက်တယ်တဲ့မှာကြိုက်ရင်ချက်ပေါက်ကမှာလို့ရပါတယ်။အော်ပမတ်နာကငကလေးမပြရသေးဘူးเนาะပမတ်နာကငကလေးမပြရသေးဘူးဒါလေးကလေနီလာငကလေးပါနီလာငကုတ်လေးလို့ခေါ်မလားမသိဘူးเนาะနီလာငကလေးနီလာငကုတ်လေးလို့ခေါ်မလားမသိဘူးဒီမှာတစ်ဖက်ပဲဝတ်ထားတာတစ်ဖက်ပြမယ်ဒါလေးကလေအခုချိန်မှာလေးမတို့နီလာဗရမများပေါ့နော်တွင်းတွက်တဘာဝတွင်းတွက်ကလေးတွေကိုစုထားတင်ပါတယ်နော်ဟုတ်အဆက်မရဘူးတဲ့ဘယ်ဟာလေးလည်းမသိဘူးနော်မခင်လေးနုဒါလေးလားမသိဘူးနော်ရှိုက်လိုက်ပါရှင့်ကမန်ကင်ထားပေးပါမယ်နော်ဟုတ်ရပြီထင်ပါတယ်နော် UK ကိုပို့ပေးလာတဲ့ပို့ပေးပါတယ်မ UK လည်းပို့ပေးတယ်ဘယ်နေရာမဆိုပို့ပါတယ်ဒါကလေပမန်နားမှာဝတ်ထားတဲ့နီလာနဂုတ်ကလေးပါသူကနဂုတ်လို့ခေါ်မလားရင်နောက်ဖက်လေးကဒီလိုလေးပေါ့နော်ဖောက်စွပ်ကလေးပါပဲဒါလေးကအရည်လေးလည်းတော်တော်လေးလှတယ်နော်အရည်လေးလည်းတော်တော်လေးလှပါတယ်နော်အရည်လေးလည်းတော်တော်လေးလှတယ်ဒါလေးကရွှေချိန်ကလည်းမသေးဘူးပေါ့နော်ရွှေချိန်ကလည်းဒါ9ပဲဝန်းကျင်ရှိမယ်စိန်က 0.60 carat နီလာက 4.2 carat တောင်ရှိပါတယ်နီလာ 4.2 carat တောင်ရှိတယ်เนาะဘဲညာ2စုံเนาะဒါလေးတအားလှပါတယ်เนาะပမန်ဝတ်ထားပြီဆိုလို့ရှိရင်လေအဲ့ကိုယ်တိုင်ကြိုက်နေလို့ဝတ်ထားတာပါဒါလေးကဈေးနှုန်းကသူက1830ပါဈေးနှုန်းက1830ပါမတို့ဒီလေအခုခက်မှာလေးပြောမယ်ဆိုလို့ရှိရင်ဒီနီလာဗရမ်များဟိုအရေကောင်းအရေတန့်လေးတွေကလေမတို့ဒါပြပမှာနေတဲ့လူတွေအနေနဲ့စုထားတဲ့အချိန်မှာစုထားတင်ပါပြီပေါ့နော်တဘာဝဆိုတာလေအမြဲတမ်းမပေးပါဘူးနော်ကိုရီအခုပြပမှာနေတဲ့လူတွေဆိုတိမှာပါနော်ညီမတို့ဆိုအခု US မှာမေစီတို့ဘာတို့ညာတို့ချိတ်ထဲရရှိတယ်မှာခဏလေးစောင့်ပေးနော်ပြပေးပါမယ်ပြပမှာနေတဲ့လူတွေပါညာညီမဆိုလို့ရှိရင်ဟိုတလုံးကဆိုစိတ်နေပါတယ်ညာတွေစိတ်ဝင်စားလို့လိုက်လေ့လာကြည့်တော့လက်ကုန်းတွေအများကြီးပဲဒီမှာသိရမလားဒါပေမဲ့သူတို့ဟာဒီမှာရိုးသားတာတခုอ่ะပေါ့နော်လက်ကွန်းဆိုလက်ကွန်းလို့ပြောရအောင်နေ natural ဆို natural လို့ပြောရအောင်နေနော်ဟိုပုံမှန်လင်းလင်းပဲလက်ကွန်းကြိုက်တဲ့လူကလက်ကွန်းဝတ်တာပဲလက်ကွန်းကလည်းဖြက်ဖြက်ကိုထနေတအားကိုလှတာဒါပေမဲ့လေကိုရီလိုခုလိုမျိုးပေါ့နော် ruby တို့နော်အခုလိုမျိုးနီလာတို့ပထမများတို့အခုမိုးကုတ်ရောင်စုံတို့ကိုရီနိုင်ငံပဲထွက်တာနော်ဒါကိုနိုင်ငံရဲ့လက်ဝတ်ရတနာလေးတွေပေါ့နော်ပြီးတော့ဘယ်နိုင်ငံရောက်ပေါ့နော်မြမပထမမြမနီလာဆိုတော့ဘယ်တော့မှမျက်နှာမငယ်ရပါဘူးနော်ဒါလေးတွေက
အခုပမှန်ခုပြနေရလေးက1830เนาะချိန်ထင်းရရှိလားဆိုတော့ဒီနေ့တော်တော်ပူတယ်လို့ပဲဟိုပန်ကဖွင့်လိုက်ရင်ကောင်းမယ်ဟေးဘာမို့ငါအင်ဂျီရပဲပူနေမှာမသိလက်ရှိမောင်းလက်တူပဲအင်ဂျီအသားနည်းနည်းပူလာအခုဝတ်ထားတဲ့ဆွဲကြိုးလေးက2500ပါဒါလေးကနီလာကြိုးလေးเนาะနီလာကြိုးလေးပါကြိုးရောဆွဲသီးရောတွေ့ရက်ကလေးဟိုဟာခုနကလေးအမဟိုဟာကြောက်စိမ့်မေးတဲ့အမပေါ့เนาะကြောက်စိမ့်မေးတဲ့အမဒီကြောက်စိမ့်နဂက်လေးပြပေးချင်ပါတယ်ကြောက်စိမ့်နဂက်ပါဟုတ်ဟိုတစ်ဘက်ကလည်းအမအားပေးထားတယ်မမြင့်အမ်သိန်းเนาะဒါလေးကဒါကြောက်စိမ့်နော်ကြောက်စိမ့်နဲ့စိန်နဲ့ပါသူကစိန်ဘေးမှာရန်ထားတဲ့စိန်ကလည်းအပွင့်ကြီးတယ်နော်ဘေးမှာရန်ထားတဲ့စိန်ကလည်းအပွင့်ကြီးကြီးလေးပါနော်ဒါလေးကရွှေချိန်ကလည်းသူက9ဘဲဝန်းကျင်လောက်ရှိတယ်ရွှေချိန်က9ဘဲပါဂျိတ်ကသူက2ပွင့်ပါတယ်ဂျိတ်က4 carat တစ်ဖက်ကို2 carat ပေါ့နော်တစ်ဖက်ကို2 carat ပါနားမှာကတ်မယ်ဆိုလို့ရှိရင်ဒီလောက် size ရှိပါမယ်နော်ဒီလောက် size ရှိပါမယ်အနီးကပ်ကြည့်မယ်ဆိုလို့ရှိရင်အနီးကပ်မြင်ရလားမသိဘူးเนาะသူကလေသူကပြောမယ်ဆိုရင်နဂတ်ထဲမှာအကိတ်ဆိုင်ပေါ့เนาะနဂတ်အကိတ်ဆိုင်ပါအယောင်လေးကလည်းလှပါတယ်ဒါလေးကဈေးနှုန်းက1350ပါဈေးနှုန်းက1350ပါဒေါ်လာ1350ပါခါကြဗမန်ဒီကလေပြီးတော့1350လို့ဘာလို့ညာလို့ပြောရင်တချို့ကလေဟိုဟာ3350လို့ဘာလို့လို့ထင်တယ်မဟုတ်ပါဘူးเนาะဒေါ်လာနဲ့ပြောတာပါဒေါ်လာ1350ပါဟုတ်လေကြည့်လို့ဘာလို့ဒါလေးကဒေါ်လာ1350ပါရွှေချိန်က9ပဲပါတယ်ကြောက်စိမ်းက4 carat ပေါ့နော်4 carat စိန်က28ပွင့်စိန်က28ပွင့်0ဒါပါ1 carat နော်ရွှေကစိန်က1 carat မလင်းငါလက်ရင်းငါမနေ့ပြန်ဖတ်နေရဟုတ်ရေကောင်းလားအမားတယ်ညီမဟုတ်ကောင်းပါတယ်အမဟုတ်ဒါလေးကညီမတော်လေးမျိုးလုံးထဲမှာဒါလေးကိုလှတယ်လို့ထင်တယ်အမအနီးကကြည့်ကျင်တယ်ဆိုလို့ရှိရင်တော့ချက်ပေါက်ကိုလာခဲ့ပါနော်အနီးကဓာတ်ပုံလေးရိုက်ပြပေးပါမယ်နော်ပထမဟာလေးနဲ့တွဲပြပေးပါလားတဲ့ဒါခုနကပြတဲ့မြလေးကိုပြောတာဖြစ်မယ်နော်ကိုလံဘီယာမြလေးဒါကိုလံဘီယာမြနဲ့ကြောက်စိမ့်နေရတော့သူကစိမ့်မုံစိမ့်နေခြင်းမတူဘူးပေါ့နော်မြနဲ့ကြောက်စိမ့်နေရတော့စိမ့်မုံစိမ့်နေခြင်းတော့ကွာတာပေါ့ရှင်ဒါမဲ့လေဒီကြောက်စိမ့်အရှိရလေးဟိုဘယ်လိုခေါ်မလဲမှောင်မဲမဲအဲ့လိုမျိုးကြောက်စိမ့်အရှိမျိုးမဟုတ်ဘူးเนาะအခုဒါမြနဲ့ရှင်ကြည့်မယ်ဆိုရင်တော့မှပဲเนาะမြနဲ့ရှင်ကြည့်ရင်တော့ရှင်ကြည့်လို့ရပါတယ်ဒီမှာဒီပမဒီပေါ်ကကင်ထားတဲ့မြလေးရလေသူကလေဇမ်ဘီယာမြမဟုတ်ဘူးเนาะကိုလံဘီယာမြဈေးနှုန်းကသူက1100เนาะဒီကြောက်စိမ့်ကသူကဒီကြောက်စိမ့်နှက်ကတော့ကိတ်တယ်ပေါ့เนาะရွှေလဲများတယ်စိမ့်လဲများတယ်ကြောက်စိမ့်အကြီးလဲလှတယ်သူက1350ပါအဲ့တော့ ruby မေးတဲ့အမရှိတယ်เนาะ ruby မေးတဲ့အမရှိတယ် ruby နဂတ်လေးထပ်ပြပေးပါမယ်နဂတ်မဟုတ်လားruby နဂတ် ruby ဆွဲသည်ဆိုရင်ဟိုဘက်မှာခဏလေးရှိရောရှိသေးရလားမသိမဟုတ်ဘူးရှိတယ်လူကြည့်မဲ့သူရှိရောရှိတယ်အဲ့အမရှိသေးရလားမသိဘူးလေအဲ့ဒါဆိုလို့ရှိရင်ဂျားဖြတ်ပြီးစိတ်ငကတ်အသေးလေးတွေပြလိုက်အောင်မယ်တခါလေးကြာရင်လေဟိုစိတ်ငကတ်ကိုခက်သေးသေးလေးတွေလိုချင်တဲ့အမတွေနော်ဟုတ်အေးသက်ဟုတ်ရှိတယ်ပြအရင်ပြလိုက်အမဟိုကလေဗဒများဆွဲသည်နော်ဟုတ်ဗဒများဆွဲသည်ဆိုလို့ရှိရင်စိုက်ကြီးရလားစိုက်သေးရလားယင်စိုက်ကြီးရလားစိုက်သေးရလားဗဒများဆွဲသည်ဆိုလို့ရှိရင်ဒါလေးပြမယ်နော်ရှင်ဘန်ကောက်ပို့ပေးလားပို့ပေးပါတယ်
နီလာလက်ကောက်များကွက်အဲ့ဆိုဒီရနှစ်ဖက်တော့မပြောတာဟုတ်ပြပေးမယ်နော်မဗရမများဆွဲသီးလေးပြပေးပါမယ်နားလေးဒီမှာလက်ကောက်ကြည့်မယ်အမတယောက်မင်းနေလို့ချွတ်ပေးနေတာပါဒါလေးရတယ်မမတို့တက်ပုံရိုက်ထားတာလေးရှိရဲ့အရင်ကလေကြောက်ပြန်ရှာနေအောင်ကြောက်အော်မတီတာမို့ဟုတ်ဈေးလေးပြန်ပြောပေးပါမယ်နော်ဈေးလေးပြန်ပြောပေးပါမယ်ဒီကိုလံဘီယာမြနက်ကလေးက1100ပါဒေါ်လာ1100ပါဒီဂျိတ်ကဒီကြောက်စိမ့်နက်ကက်ကလေးက1350ပါကြောက်စိမ့်နက်ကက်လေးက1350ပါခုနကကိုလံဘီယာမြနက်ကက်ကလေးက1100ပါဒါမှနားကနီလာနက်ကက်ကလေးကတော့1830ပါကဲဗရမများပြပြီးမယ်နော်ဗရမများတွေကလေဗရမများဆွဲသည်ပါဘာကြည့်ကြစမ်းခဏဖိထားပေးပါဒါလေးကရွှေတင်ရောပါ9ပဲ3ယူပေါ့နော်မြင်ရလားမသိဘူးနော်အခုပမှန်ပြပေးနေတဲ့ဗရမများလေးတွေက lab certificate ပါဝင်ပြီးသားပါမိုးကုတ်တဘာဝဗရမများဖြစ်ကြောင်းပေါ့နော် lab certificate စစ်ချက်ပါထားပြီးသားပါသူကရွှေတင်ရောပါ9ပဲ3ယူ Rubia 5.16 carat ပါ Rubia 5.16 carat ပါစိန်က 0.4 ရည်ပါသူကဈေးနှုန်းကသူကဒေါ်လာ2000ပါဒါလေးကဒေါ်လာ2000ပါမြင်ရလားမသိဘူးเนาะမတို့ဒါလေးက2000ပါတူနေနေခရှိတယ်ဟိုက live ပြင်ရှာပေးမယ်နော်ဒါလေးက2000ပါမထပ်ပြီးပြပေးပါမယ်နော်ဒါလေးက2000ပါဒီတော့လို့ရှင်ရင်ဒါလေးကတော့တော်တော်လေးလှပါတယ်နီလာအရေးတအားကောင်းတော့ပေါ့နော်နီလာအရေးကောင်းရုံနဲ့မကစိန်ကလည်းဖွေးတန့်နေတယ်ပုံစံလေးပါဒါလေးကရင်တိုးဆွဲသီးလေးပါသူကလေဟိုရမများအရှိလေးကလည်းတော်တော်လေးလှပါတယ်ရမများအရှိလေးကတော်တော်လှပါတယ်ဒါလေးကတော့ရွှေကျင်က73မဲနဲ့2ရွေးเนาะရွှေကျင်က73မဲ2ရွေးဆိုတော့ဒါ16ပဲဆိုရင်တစ်ချက်ဖြစ်နေပြီเนาะဒါကရွှေကျင်က73မဲ2ရွေးပါပါတယ် Ruby က 2.18 carat ပါစိန်ကတော့သူက183ပွင့်ပါတယ် 1.65 carat ပါသူကရင်တိုးလို့လည်းဝတ်လို့ရတယ်ဆွဲသီးလို့လည်းဝတ်လို့ရပါတယ်ရင်တိုးလည်းပါတယ်ဒီမှာဆွဲသီးလို့လည်းဝတ်လို့ရပါတယ်ဒါလေးကအပြင်မှာလည်းတော်တော်လေးလှပါတယ်เนาะ lab စစ်ချက်လည်းပါထားပြီးသားပါဒါကတော့ဈေးနှုန်းကဒေါ်လာ3600ပါဈေးနှုန်းကဒေါ်လာ3600ပါ Ruby လေးတွေကတော့ပြောမယ်ဆိုလို့ရှိရင်ဈေးလေးတွေကတော့တခြားကြောက်မြရနာထက်တော့မြောက်ပါတယ်တခြားထက်တော့နည်းနည်းတော့မြောက်ပါတယ်ရှင်နော်ဒါလေးက3600ပါပမတ်စီမှာအခုခဏနေကြလို့ရှိရင်မိုးကုတ်တဘာဝရောင်စုံပေါ့နော်မိုးကုတ်တဘာဝရောင်စုံဆွဲသီးလေးတွေငကက်ကလေးတွေလက်စွပ်လေးတွေပြပေးဖို့ရှိပါသေးတယ်ဒါလေးကဈေးနှုန်းက3600ပါနော်ဒါပြီးခဲ့တဲ့တစ်ခေါက်ကတော့ပပန်ဒါလေးထုတ်မပြသွားပြဘူးเนาะဒါလေးအခုမှထုတ်ပြတာပါ3600ပါပြီးတော့လေသူ့ရဲ့ဗရမများအရှိเนาะသူ့ဗရမများအရှိနီခဲနေအောင်လှတာပါခုနကပြတဲ့ဒါလေးကတော့သူပန်းရည်ဘက်ကိုသွားတယ်ပေါ့เนาะပန်းရည်ဘက်ကိုသွားပါတယ်ဒါလေးကတော့2000ပါရှင်ဒီသွားရင်မမောက်ဒါလေးပြန်ဝတ်ပေးဒါလေးကဝေးရတာလှတယ်
ပြီးသွားလို့ရှိရင်ဒါလေးပြပေးပါမယ်သူကတော့စိတ်မပါဘူးလုံးဝဗရမ ्या အသားပေးပေါ့နော်ဗရမ ्या အသားပေးဝစ်ချင်တဲ့အမတွေဗရမ ्या အသားပေးဝစ်ချင်တဲ့အမတွေဆိုလို့ရှိရင်ဒါလေးတော်တော်လေးလှပါတယ်နော်ဗရမ ्या အသားပေးဝစ်ချင်တဲ့အမတွေသူကရွှေချိန်က9မူသားကြော်ပါတယ်10ပဲနဲ့4ရွေးပါရွှေချိန်က10ပဲနဲ့4ရွေးနော်ရွှေချိန်က10ပဲနဲ့4ရွေး ruby က 5.3 carat ပါ5.3 carat ဖြစ်ပါတယ်ဈေးနှုန်းကတော့ဒေါ်လာ1900ပါ2000ကဒေါင်းရုပ်လားတဲ့ဒေါင်းရုပ်လားဆိုဒေါင်းပုံတော့မဟုတ်ဘူးဘယ်လိုပြောရမလဲမသိဘူးညီမပြန်ပြပေးမယ်နော်2000နဲ့လေးอ่ะဒီလိုမျိုးလေးပါမှအမပြောမှဒေါင်းရုပ်လားဆိုတော့အဲ့လိုပုံစံနဲ့လဲဆင်နေပေါ့နော်ဘယ်ဟုတ်မလဲအင်ကြီးကလက်ကျန်နေတာလက်ကျန်နေရှုပ်ချစ်ကိုတိုးပြီးပြတာညောင်းနေတော့ဒါလေးက2000တော့မှဒါလေးက2000ပါကြောက်စိမ့်နှကနဲ့ဆင်တူဆွဲသည်ညီမသမီးစမလေးဟိုကြောက်စိမ့်ကလေကြောက်စိမ့်နှဆွဲအဲ့နှဆွဲလေးတောင်ရှာရှာအဲ့နဂက်လေးတောင်ရှာရှာပပအဲ့တခုပဲရှိတာကြောက်စိမ့်သိမ့်မရှိသေးလို့နော်နောက်ပိုင်းကျလို့ရှိရင် customer အမေးများရင်တင်ထားပါမယ်ရှင်ပေကျိုးကလေဒီနားလေးမှလည်းမသိဘူးတွေ့မိအခုပြပေးနေတဲ့ဒါလေးကတော့သူကစိတ်မပါဘူးပေါ့နော်သူကဗရမ ्या အသားပေးဗရမ ्या တီးသက်နော်ဗရမ ्या တီးသက်ဝစ်ချင်သူတွေအတွက်ပါသူကရွှေချိန်က10ပဲနဲ့4ရွေးပါ ruby က 5.3 carat ပါဈေးနှုန်းကတော့ဒါလေးကဒေါ်လာ1900ပါဒေါ်လာ1900ပါလှတယ်နော်သူကလေသူ့ရဲ့ဗရမ ्या အရှိလေးကနီနီရဲ့ခက်ခဲလေးနော်ဒါလေးကလေဒါလေးက1900ပါပြီးတော့ရှိအောင်မလဲဒါလေးရှိပါမယ်သူကတော့ပြောမယ်ဆိုလို့ရှိရင်ဒီဇိုင်းလေးကခင်မိမိဒီဇိုင်းမျိုးလေးပေါ့နော်ဒါ daily word လို့လည်းရတယ်နော်ဒါလေးကဒီဇိုင်းလေးကလည်းခင်မိပါတယ်ဒါကရွှေချိန်က10ပဲ6ရွေးတစ်ချံဈေးနှုန်းကအစိန်က61လုံးပါပါတယ်စိန်ကလည်းဖွေးတန့်နေတာပါပဲနော် 0.85 carat ပါ ruby ကတော့47 piece ruby က48လုံး 1.94 carat ပါဒါလေးကတော့ဈေးနှုန်းက2200ပါ2200ပါဈေးနှုန်းက2200ပါဝါများဝါနေတာမသိခါဖုန်းခေါ်လာခိုင်းပြတ်သွားတာမသိဘူးเนาะ sorry ပါဖုန်းဝင်လာလို့ပါဒါလေးကဈေးနှုန်းက2200ပါဘယ်မျိုးလုံးကမြင်ရတော့လားမသိမောင်ညီမလေးမမဟိုပန်ကားလေးဟိုကလည်းလက်ကင်ပန်ကားလေးတစ်ချက်လောက်ယူပေးပါတော်တော်ချွေးထွက်နေလို့အဲ့မှန်တယ်ကောင်မဒါလေးက2200ပါအဲ့လေခုနကမအေးတက်ဟိုကလေဟိုမေးထားတဲ့အမဗရမ ्या လေးကြိုက်တွေ့ရဆိုလို့ရှိရင်ပြောပါနော်ခဏလေးပါပူလို့ပါဩ
ယောက်ျားလေးဝတ်လက်ဆက်တော့မရှိသေးဘူးရှင့်မမဒါလေးထည့်ပေးဘာဖုန်းကမနေရတော့တယ်လို့ပဲပြလိုက်တင်းအရန်ဘန်းနေတယ်လို့အဲ့ကြောင့်ငင်းဖြစ်သွားပြီရစောပြတဲ့အဝိုင်းလေးပြန်ပြပေးပါတဲ့တယောက်ပါဒါပဲတဲ့ထည့်လိုက်ဒီထဲလားအဝိုင်းလေးပြန်ပြပေးပါဟုတ်ကဲ့ပါပြန်ပြပေးပါမယ်ခဏလေးပူလို့နေ့ဒီနေ့ကြီးဝင်မိတာမှားသွားတယ်အဝိုင်းလေးဆိုတာဒါလေးကိုပြောရလားမသိဘူးเนาะမ900 1000လေးอ่ะဆိုလို့ရှင်မဟိုကလေးမိုးကုတ်ရတနာလေးတွေပေါ့နော်မိုးကုတ်ကြောက်ကလေးတွေရမယ်မဗရမ ्या တော့လေဗရမ ्या နီလာတော့အခုချိန်မှာဘလို့မှမရဘူးဖြစ်ကြောက်သူတို့နဲ့များချိန်နေတာပြင်ကောင်ကခါသွား4 minutesဒါလေးက2200ပါเนาะမဟုတ်ဒါလေးကြိုက်နဲ့တက်တယ်ဆိုလို့ရှိရင်ချက်ပေါက်ကလေးပြီးတော့လာမေးလို့ရပါတယ်เนาะဒါခုပြထားတာလေးတွေကအမေရပါတယ်ခဏလေးကြာမှာပဲမျက်စင်းခံရင်လည်းအခုဒါပမက်လက်ကပေါ့နော်ပမက်လက်ကလက်စွပ်ကလေးတွေဒါနီလာဗရမ ्या 650ပါတကွင်းကို650ပါဒီသွားလို့ရှိရင်ဒါကဘယ်လောက်ပါလဲခုလေးကစိတ်ငကက်လေးပြပေးခြင်းလို့ပါဒီစိတ်ငကက်လေးရလေဟိုငကက်ခသေးသေးလေးစိတ်ငကက်ခသေးသေးလေးတွေမိထားတဲ့အမတွေပေါ့နော်တွေ့တုံးလေးတစ်ချက်ပြတာပါဒါလေးကစိန်ဖြူတက်နဲ့လှုပ်ထားတဲ့ငကက်လေးပါငင်းမဟိုလေးမီးကိုလေဒီရှိတဲ့ရတယ်လို့ပဲစမ်းငါမျက်လုံးရမယ်အဆင်မပြေလားငါဘာမှမမြင်ရနည်းနည်းမီးတင်လာနော်ဒါလေးပေါ့နော်ဒါလေးကဈေးနှုန်းက400ပါဒါလေးကဈေးနှုန်းက400ပါစိတ်ငကက်လေးပေါ့နော်စိတ်ငကက်လေးခသေးသေးလေးတွေဝတ်ချင်တယ်ဆိုလို့ရှိရင်ဒါလေးက400ပါရွှေချိန်2ပဲ9ရွေးနဲ့တစ်ချမ်းစိန်က16ပွင့်ပါပါတယ်ဒါလေးကဈေးနှုန်းအပြင်400ပါဒေါ်လာ400ပါဆရာလေးနော်သူကလေဟို4000လေးနော်4000လေးဒီလိုမျိုး3မြောက်ပုံစံမျိုးလေးလည်းဝတ်လို့ရတယ်ဒီလို4000ပုံလေးလည်းဝတ်လို့ရပါတယ်နော်ဈေးနှုန်းလေးရတယ်ဒါလေးကအတင့်တက်ပါပဲဒါလေးကဈေးနှုန်းကဒေါ်လာ400ပါဒါလေးကဈေးနှုန်းဒေါ်လာ400ပါဒီသွားလို့ရှိရင်ဒီနက်ကလေးပြပေးချင်ပါတယ်တလုံးချင်းလားချဲလားမတဲကွယ်ဥမာချဲပါချဲလိုမျိုးပါစိန်လုံးလေးစိန်လုံးအသေးလေးနဲ့လှုပ်ထားတာပါချဲပုံစံမျိုးတော့မဟုတ်ဘူးပေါ့နော်သူက4000ပုံစံလေးပါ4000ပုံစံလေးပါဟိုလေးအမတို့ခ
ခဏနေကြလို့ရှိရင်ဒီပမာမျက်စင်းလိုက်ခတ်เสียရှိလို့လေပြီးတော့ lighting ကလည်းအဆင်မပြေဘူး line ကလည်းရက်သွားတယ်အခုဖုန်းတစ်လုံးကလည်းဝင်နေတော့လေစကားပြောလို့အဆင်မပြေဘူးဖြစ်နေလို့9မိနစ်လောက်နေလို့ရှိရင်အသက်ပြန်ပြီးလွှင့်ပါမယ်နော်ခဏလေးစောင့်ပေးပါပြီးတော့လို့ရှိရင်ပြစရာကြီးအများကြီးရှိပါသေးတယ်နော်ဒါအခုမှစတာဟိုလွှင့်တာမှမိနစ်40ပဲရှိသေးတယ်နော်အဲ့ဆိုလို့ရှိရင်အခုကြည့်ရတာလည်းအဆင်မပြေဘူးဖြစ်နေလို့လေနော်နောက်ထပ်9မိနစ်လောက်နေလို့ရှိရင် live ပြန်လွှင့်ပါမယ်နော်ခဏလေးစောင့်ပေးပါနော်အဲ့ကြလို့ရှိရင်ချက်ပြီးတော့ကြည့်ပေးပါအောင်လို့